ဒီတခါတော့ဗျာကျွန်တော်မျှဝေပေးရှင်တာကလုပ်ငန်းခွင်တွေကိုစီမံအောက်ရှုပ်နေတဲ့ management သို့မဟုတ် senior management သို့မဟုတ် executive level မှာရှိတဲ့လူတွေကဘန်ဒါရေးဆိုင်ရာ function ကို short ပေါ်ပြီးသူတို့ကစဉ်းစားတာဗျာအဲ့လိုနဲ့သူတို့ကဘန်ဒါရေးနဲ့ပတ်သက်လို့ကျွန်တော်တို့အကုန်သိတယ်ကျမတို့အကုန်သိတယ်နော်ဘန်ဒါရေး department လေးရှိတယ် finance department ပေါ့ finance manager လေးခန့်ထားတယ် finance manager ခန့်ထားတာ finance အလုပ်ကိုလုပ်နေတာလားဘယ်အလုပ်ကိုလုပ်နေတာလဲသူတို့တကယ်တေချာသိလားမသိလားကိုလည်းမသိဘူးဒါပေမဲ့ခုနကပြောတဲ့ executive တို့ senior management တော့ business growth ဟာ business expansion လုပ်ဖို့ဟာ market အကြီးကြီးရှိဖို့ဟာနေပြီးတော့တစ်နှစ်မှာ customer ဘလောက်ရှာဖို့ရောက်လောက်တဲ့ဖို့သူတို့အဲ့လိုလုံးပန်းနေကြတယ်ကြိုးစားနေကြတယ်ဒါပေမဲ့ financial report တွေတော့သူတို့ကမေ့ထားကြသိပြီးတော့အလေးပေးပုံလို့ finance pension ဆိုလို့ဆိုတာ finance pension ဆိုရင်သူတို့ကသူတို့စီကို reporting တင်ရတယ် ratio တွက်ပြရမယ်ဒါဆို grade တွေဆွဲပြရမယ်ဒါလောက်ပဲထင်တာသူကဒါပေမဲ့သူစီမှာဘာတွေဆွဲပြလဲကိုလည်းမသိဘူးပေါ့သူကနေပြီးတော့ဒါကိုကြည့်ချင်ဆိုဒါကိုဆွဲပြတာလားမဟုတ်ဘဲနဲ့နေပြီးတော့သူစီမှာရှိတဲ့ finance manager သို့မဟုတ် CEO Apple သို့မဟုတ်တရားပေါ် head of finance ကနေပြီးတော့ဒီလုပ်ငန်းမှာဒီလို ratio မျိုးတွေကြီးတင်တာဒီလုပ်ငန်းမှာဒီလို indicator မျိုးတွေကြီးတင်တာလို့သူတို့ကိုပြလားဘယ်လိုပုံစံနဲ့လုပ်လို့လဲမသိဘူးဒါပေမဲ့နောက်ဆုံးတော့သူတို့ကရှုံးလားမြက်လားဒါလေးပဲကြည့်လိုက်ရပြီပေါ့သူတို့အဲ့လိုထင်ကြကဘာမှနေပြီးတော့အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေ CEO တွေရဲ့အများစုကဘန်ဒါရေးနဲ့ပတ်သက်လို့ကောင်းမွန်သာလွန်တဲ့ဆုံးဖြတ်ချက်တွေကိုရှာဖို့အတွက်သူတို့ကဘန်ဒါရေးကို short ပေါ်မစင်စားခဲ့ကြတဲ့လူတွေထင်ပါပါတယ်။ဘာဖြစ်ဆိုရည်တူကသူတို့ကဘန်ဒါရေး decision ကိုရှာပြတယ် business လုပ်လို့မရဘူး